အဲ့လိုပတ်စံမချီးတဲ့အိမ်ကိုလားမသိဘူးအဲ့ဒါဘယ်သူမှမရှိတဲ့အချိန်နောက်ဖွေးရထမင်းအိုးကမချက်သေးတယ်ထမင်းအိုးအလွတ်ထဲကိုအဲ့လိုမစင်နေစွန့်ခဲ့တာဒီလိုမျိုးပြဿနာအရှိမလဲကျမငကိုတုံးကကျမတို့ခက်ငယ်ငယ်လောက်တုံးကတစ်ခါကြားခဲ့ရဘူးတယ်ဗောနော်အခုလည်းဒီမှာဒီအဖွားဆိုအသက်က60ကျော်80နီးပါးလောက်ရှိနေပြီဒါလုံးဝမလုံးတင်တာကွာသိလားသူများအိမ်ကိုဒါကိုယ်လည်းငကိုကဒီလိုမျိုးကောင်းမုံမုံစေတနာထားပေးခဲ့တယ်သူအစင်မပြေလို့တော့ဟိုကမပေးတော့တာလေအခုဆိုရင်သားသမီးတွေလည်းအရန်မျက်နှာငယ်ရတယ်ကွာဒီအဖွားရဲ့လောက်ရကြောင်လေဘာမှကူလာလည်းမရှိဘူးငါမကူလာနေရဟောအဲ့လောက်ကြီးဘုံနေလာလားရှိနေလားအားလုံးပဲမင်္ဂလာပါကိုကင်း channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာမှကူလာလည်းမရှိဘူးငါမကူလာနေရဟောအဲ့လောက်ကြီးဘုံနေလာလားရှိနေလားတစ်ခါတော့အောက်ပါစီဒီပါဆိုရှိအိုးလေဟောအိုးနေလာတာစတိအိုးလိုမျိုးအိုးနေလာတာဟိုမကြိုက်ကြမှာမရှိဟုတ်လားဆိုအဲ့မှာနော်ဒီချီးနဲ့နေလေဈေးဝဲသူတွေလေဟိုဟာဖြစ်လုံးလို့လေနန်လုံးလို့ငါအိမ်ကိုလေနှာခေါင်းတောင်ရှုပ်တယ်ငါ6ရောင်းနေဆိုရင်မချီးနဲ့ငါ6နဲ့ခွဲတက်တယ်ယူလေးနေပုံလိုက်ခတ်လာလေဘိုးဟိုင်းဘိုးကငါရိုင်းသူများထက်ရိုင်းနေနော်အဖေကိုသားသမီးကိုလောက်လိုက်တဲ့ပြဿနာကိုသားသမီးကိုခလောက်တနာဖို့ကောင်းတယ်ကြည့်ကြသမီးမတနာတဲ့သမီးကိုကြည့်သမီးနေတာကိုဘယ်လိုကြည့်မလဲအဲဒီလိုပုံစံနဲ့ကိုသမီးကိုဘယ်လိုကြည့်မလဲမင်းမတော့ပြညာမရှိပါဘူးကိုသားသမီးကသမီးနဲ့သမီးကိုအတွေ့အကြုံအစင်မပြေဖြစ်သွားလို့ရှိရင်ကိုဘယ်လိုနေမလဲကိုကြောင့်ကိုသူတို့လည်းညာတခုခုဖြစ်သွားကိုဘယ်လိုစင်ခံစားရမလဲအဲ့လိုအတွေးလေးကိုတွေးလူကြီးဆိုလူကြီးအတွေးခလေးအတွေးတွေလိုက်မတွေးနဲ့တမီးတို့ပေးတဲ့ဂတ်ထူကဘယ်လောက်ရမလဲအဲ့လောက်ချီးနဲ့လောင်းတဲ့အထိကိုသမီးကကိုတောင်းလို့ရတယ်သမီးရဲ့အမေသုံးချင်းနဲ့ပေးပေါ့သားသမီးကမပေးဘူးလားတက်တက်ဒီမှာရှိပါတယ်ခဏတော့တော့လဲအဲ့လိုမျိုးဒီမှာကိုချင်းလေးပဲကြည့်တာပါဒီမှာတက်တက်လည်းကြည့်ပါနားလည်းပေးလိုက်မယ်နော်သမီးတွေမြင်တာသမီးမြင်တာကြောင့်ဒီမှာပြီးလိုက်မယ်တကယ်တော့မပြီးဘူးနော်တမီးပြောပြမယ်အခုချီးတွေနေတိုင်းလောင်းတာနောင်တရလားနောင်တရမှုဟုတ်တရားမှမရှိတော့ဟဲ့အဖွားအသက်ဘယ်လောက်ရှိပြီလဲ60အဖွားအရွယ်တရဖျားတရားလုံးရမယ့်အရွယ်စိတ်ပြီးကန်ရမယ့်အရွယ်ချီအိုးကန်ရမယ့်အရွယ်မဟုတ်ဘူးတိလားသူများဟိုမကောင်းမဲ့ကြံမင်းနဲ့ဟိုကိုသေရင်ပါသွားမဲ့ဖျားတရားလုံးရမယ့်အရွယ်ဖြစ်နေပြီတိလားအဖွားရဲ့စိတ်ထဲမှာအမြဲတမ်းသူများကလေးတွေကျွန်တော်ဘယ်လိုမှလိုက်သွားမှာကလေးတွေပြောတာမှန်တယ်နော်တချို့ဟာသူခင်ဗျအဲ့ဒါတွေမလုပ်တင်ဘူးနော်တခါတည်းမဟုတ်ဘူးအခုခေတ်ကလေနေပညာပြအဖွားဒီနေ့ဟိုအဖြစ်မနေ့ဖြစ်မသိဘူးဘယ်သူပြောနိုင်လဲအာမဘယ်သူမှမခံရဘူးနော်ကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးနော်ဟုတ်ကဲ့ပါမြန်မာပါလက်ဖြတ်ကလောက်စီကြတော့ရွှေပြည်တို့တောင်တကုံကကားထွက်မှာလားအဖွားတမီးတို့နောက်ထပ်မြင်ပြီးလို့ရှိရင်အဖွားတမီးတို့ဘာလုပ်ရမလဲအဲ့ဒါကြတော့အဖွားပြုလိုက်ဒီနေ့ကတော့ရက်ွက်လူကြီးရဲ့ဆုံးမမှုကြောင့်တမီးတို့ကဒီလောက်နဲ့ပဲနားလဲပေးလိုက်မယ်နော်နောက်တစ်ခါဆိုရင်တော့လေတမီးတို့ကရတယ်နော်ဘယ်သူမှဂယုမဆိုင်ဘူးကိုဒီတလားလို့တမီးတို့ကဘယ်လောက်ထိနစ်နာဝအဖွားသိလားထားပြီနော်ဟုတ်ကဲ့ခံဝင်ထဲမှာလည်းကျွန်တော်ထည့်ရေးမှာဟုတ်ကဲ့စီနော်
နားလည်းကျွန်တော်ပြောပြီးပြီနော်နော်ဒီနေ့တင်လိုက်လို့ သမီးတင်လာရပြီမေမေ တနာလူတိုင်းနဲ့မတန်အောင်ဆိုတဲ့စကားအယမ်းမှန်နေသေးလားအခုရက်ပိုင်းတွင်ပဲဖြစ်နေတဲ့ပြဿနာတာမွေကြောင်မြောင်းမှာအသက်60ကျော်80ရှိတဲ့အဖွားတစ်ယောက်ကလေငပိငချောက်ရောင်းတဲ့အိမ်တအိမ်ကိုလူကြီးတိတ်တဲ့အချိန်တိုင်းမှာလေသူသွားထားတဲ့မစင်တွေပေါ့နော်အဲ့မစင်တွေကိုခွက်တွေနဲ့ထက်ထည့်ပြီးအိမ်ကိုသွားပတ်တာအိမ်ကိုပတ်တယ်အိမ်ရှိတွေကိုဖျန်းပစ်တယ်အိမ်ရှိတွေမှာအပုံလိုက်ကြီးတွေထားတယ်အဲ့လိုမျိုးလုပ်တဲ့ပြဿနာဖြစ်နေတယ်ပေါ့နော်ဖြစ်တော့ဒီပြဿနာဘာကြောင့်လဲဆိုတော့ဒီအဖွားကိုငကိုတော့အဲ့ငပိငချောက်အိမ်ကဒီငပိငချောက်သူ့ရဲ့စက်ကူဘူးတွေဂျက်ဖာတွေရောင်းစားလို့ရအောင်ဆိုအမြဲတမ်းပေးတယ်ဒါပေမဲ့ဒီအဖွားကကြတော့နောက်ပိုင်းမိသားစုရဲ့အတွင်ရည်တွေကစားဆက်စုတယ်စကားတွေအဲ့လိုမျိုးစကားတွေအပြင်မှာလဲလိုက်ပြီးဖွာတယ်အဲ့လိုမျိုးပေါ့ကွာပြီးတော့လဲဟိုကတောင်းတီကတောင်းတွေဖြစ်လာတဲ့ခါကျတော့ဒီငပိငချောက်ရောင်းတဲ့အမကရှောင်လိုက်တယ်နောက်ပိုင်းမပေးတော့ဘူးဒီပြီးတော့သူ့အိမ်ကိုအမြဲတမ်းအမိုက်တွေပါပြစ်ပေးပြီးတော့လာပြီးတော့အမိုက်သေးတဲ့လူတွေကိုပဲဒီဇက်ကူဂျက်ဖာတွေကိုရောင်းစားလို့ရအောင်ပေးလိုက်တယ်ပေါ့အဲ့ဒါကိုဒီအဖွားကအညှိုးထားတယ်အညှိုးထားပြီးနောက်ပိုင်းအဲ့လိုမျိုးအမိုက်တွေနဲ့ဇက်ကူဂျက်ဖာတွေနဲ့ထုတ်ပြီးတော့အိမ်ရှိမှာဒီအဲ့ဒီငပိငချောက်ရောင်းတဲ့အမကထုတ်ထားပြီးဆိုရင်ညဘက်ထုတ်ထားမနေ့ကျရင်အမိုက်တွေပွားစားမွားစားဖြစ်အောင်လို့လူတွေအဲ့လိုမျိုးမနိုးသေးတဲ့အချိန်မရှိသေးတဲ့အချိန်မှာအဲ့လိုမျိုးလာပြီးတော့သူကအဲ့ဒီကလိုချင်တာတွေယူတယ်ကျန်တာတွေကိုတမင်တကာဖွာထားခဲ့တာအဲ့လိုမျိုးတွေလုပ်ခဲ့တာကလေ3-4လလောက်ရှိတယ်တဲ့3-4လလောက်ရှိတယ်နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုအဲ့လိုမစင်ကိုအပုံလိုက်ကြီးတဲ့အိမ်ရှိမှာလာပုံခဲ့တာပြီးတော့အိမ်ရဲ့တကားတွေကိုအဲ့ဒီအိမ်ရဲ့အိမ်ရှိကိုလုံးဝပတ်ပလိုက်တာအိမ်ရှိကိုလုံးဝပတ်ပလိုက်နောက်ပိုင်းကျတော့အိမ်ထဲအထိတောင်အဲ့ဒါတွေကိုရအောင်ပတ်တာကွာပတ်တဲ့အခါကျတော့ဘယ်သူမှမသိဘူးမသိဘဲနဲ့သူတို့တွေလည်းဒါကြီးကွာကိုကစီးပွားရေးလုပ်နေတဲ့အိမ်ဖြစ်တဲ့အတွက်လက်တိတ်တယ်ကွာသူတို့မှလည်းစီးပွားရေးတွေကြားတယ်အယောင်းဝယ်တွေမကောင်းတော့ဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်နောက်ပိုင်းကျဘယ်သူလုံးလို့လုံမှန်းမသိဘူးသူတို့ကတော့အမိုက်သမားတွေပဲထင်တာပေါ့နော်နောက်တော့သူတို့က CCTV တက်လိုက်တယ် CCTV တက်လိုက်လို့ကြည့်လိုက်တဲ့အခါကျမှအဲ့ဒီအဖွားကလှုပ်တာအဓိကသူ့ကိုညှိုးထားတာကွာသူငကိုသူ့ကိုရောင်းဖို့ပေးတဲ့စက်ကူဂျက်ဖာတွေကိုသူ့ကိုမပေးဘဲနဲ့အမိုက်သမားကိုပေးလို့ဆိုပြီးတော့အဲ့လိုမျိုးအညှိုးထားပြီးလောက်တာအဲ့ဒါကိုယာယီမူးကိုပြပြီးတော့ယာယီမူးကခေါ်ပြီးအဲ့ဒီဟာတွေကိုတန်ရှင်းပေါ့နော်စေးခိုင်းတာပေါ့နော်စေးခိုင်းတဲ့အချိန်တောင်သူကညင်းတယ်အစက तू မလဟုတ်ဘူးဆိုပြီးတော့ तू ကပြောတယ် CCTV တွေထုတ်ပြလိုက်တဲ့အချိန်ပေါ့နော်အဲ့ဒီတော့မှ तू လက်ခံသွားတာအဲ့တော့သူ့သမီးတွေကသားတွေကလည်းအကုန်လုံးကငိုယိုတောင်းပန်ကြပြီးတော့ပေါ့ကွာငိုယိုတောင်းပန်ပြီးတော့မှဒါတော့အဲ့ဒီအဖွားအကျော်တယ်နော်ဒါမှအဲ့လိုပုံစံမျိုးကျမတို့မျိုးမှလည်းဖြစ်ဘူးတယ်သိလားအဲ့လိုပဲသူတို့ရဲ့ပတ်စံအချီးငါကိစ္စပေါ့ပတ်စံအချီးငါကိစ္စကိုမကျေနပ်လို့ဆိုပြီးတော့လေအိမ်ကိုသွားလဲတာအိမ်ကိုသွားလဲပြီးတော့အဲ့ဒီလူကလေအဲ့ဒီမိန်းမပေါ့နော်သူ့ကိုအဲ့လိုပတ်စံမချီးတဲ့အိမ်ကိုလားမသိဘူးအဲ့ဒါဘယ်သူမှမရှိတဲ့အချိန်နောက်ဖွေးရထမင်းအိုးကမချက်သေးတယ်ထမင်းအိုးအလွတ်ထဲကိုအဲ့လိုမစင်နေစွန့်ခဲ့တာဒီလိုမျိုးပြဿနာအရှိမလဲကျမငကိုတုံးကကျမတို့ခက်ငယ်ငယ်လောက်တုန်းကတစ်ခါကြားခဲ့ရဘူးတယ်ဗောနော်အခုလည်းဒီမှာဒီအဖွားဆိုအသက်က60ကျော်80နီးပါးလောက်ရှိနေပြီဒါလုံးဝမလုံးတင်တာကွာသိလားသူများအိမ်ကိုဒါကိုယ်လည်းငကိုကဒီလိုမျိုးကောင်းမုံမုံစေတနာထားပေးခဲ့တာသူအစင်မပြေလို့တော့ဟိုကမပေးတော့တာလေအခုဆိုရင်သားသမီးတွေလည်းအရန်မျက်နာငယ်ရတယ်ကွာဒီအဖွားရဲ့လောက်ရကြအောင်လေ